Ta anpo speedo masaya do kindly. Fukushuju Fajiao. Ponjin de Shisamani Kota sai. E kara si kara ichiban ii monoを選んでくださいって。一人で兄の部屋にいたとき、窓から鳥が入ってきました。きれいな声で泣いてとっても可愛いと思いました。ဒီပြေလေးရပါလဲဆိုတော့きれいな声で泣いたのは誰ですか？鳥。誰が可愛いと思いましたか？って。私。ティサバイリア。明日日曜日、天気が良かったので、私は友達と公園に行きました。サッカーボールで遊んでいたら、子供たち来て、試合しましょうってと言いました。そのボールを貸してくれませんかってではなく、試合しようと言われて、少しびっくりしました。ボールを持っているのは子供たちではなく私です。でも面白いなのでいいよって答えました。တငယ်နေ့မှာတဲ့ရာသီဥတုကောင်းတဲ့အတွက်ကြောင့်တငယ်ချင်းတွေနဲ့အတူပန်းချံသွားပြီးတော့ဘောလုံးယူသွားပြီးဘောလုံးကစားမယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာတဲ့အခြားကလေးလာပြီးတော့ပြိုင်ကြမလားဆိုပြီးတော့ပြောတယ်တဲ့ဒီဘောလုံးอ่ะဆိုလို့ရှိရင်တဲ့ဘောလုံးငားစမ်းမှလို့မပြောဘဲနဲ့တဲ့ပြိုင်ကြမလားလို့ပြောတာကြောင့်မလို့နည်းနည်းလေးတော့ဒီကောင်လေးအော်သွားတယ်ပေါ့နော်ဒီဘောလုံးကိုယူလာခဲ့တာကကျွန်တော်ဖြစ်ပြီးတော့သူတို့ယူလာတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့စိတ်ဝင်စားကောင်းတဲ့အတွက်ကြောင့်ရတယ်လို့ကျွန်တော်ပြောလိုက်တယ်တဲ့အဲ့တော့ဒီအောင်မှာက少しびっくりしたのは誰ですかတဲ့ ABC ရေးထားတယ်びっくりしたのはここら辺ဖြစ်တဲ့私何が面白いそうなのですかねバカセブンダーでやかおなれそういい友達にここと子供たちは試合にすることဒီနေရာမှာ子供が試合にすること他サバイリエファジア私は家族と一緒に家の前にたくさん花を添えました。町の人はきれいな花を見れば楽しい気持ちになると思います。来年も植えます。ကျွန်တော်တို့ကတဲ့မိသားစုနဲ့တူအိမ်ရှိမှာပန်းနေအများကြီးစိုက်နေကြတယ်မြို့လူတွေကတဲ့လှပတဲ့ပန်းနေမြင်လို့ရှိရင်ပျော်ရွှင်တဲ့ခံစားချက်ကိုရတယ်လို့ထင်ပါတယ်တဲ့နောက်နှစ်လည်းစိုက်ပါအောင်မယ်တဲ့အဲ့တော့ဒီမှာမိကွန်းက誰が思いますかって思ったのは私が思いますね楽しく気持ちになると思いますとか私ဖြစ်တယ်ပြီးတော့誰が楽しい気持ちになりますかってဒီနေရာမှာ私မဟုတ်ဘူး町のလူတွေပြီးတော့ဒီမှာどこに植えましたかって家の前町の中道のそばအဲ့တော့သူတို့အိမ်ရှိမှဆိုင်နေဖြစ်ပါတယ်ဒါတော့ဆက်စုကရောကန်ဆိုချိတ်ဆက်နေတဲ့စကလုံးတွေပေါ့နော်ဆိုしてそれからそれにだからですからそれにそれため
ဒါကြောင့်မလို့ဒါတဲ့ဆိုရတဲ့အဲ့ဒါကြောင့်ဆုံးလုံးတတ်မယ်အဲ့ဒါတော့でもဒါပေမဲ့လို့けれどもဒါပေမဲ့လို့けどですけどဆိုဒါပေမဲ့လို့が何々がしかしとပေမဲ့လို့ဒီစကလုံးဆက်ရပါလဲဆိုမိုင်းの述べたことを付け加える言い方အရင်ရှိရစလုံးတွေကိုချိတ်ဆက်ပြီးတော့ပေါင်းထည့်အသုံးပြုတဲ့ပုံစံမျိုးဒီစလုံးတွေသုံးမယ်ဆိုလို့ရှိရင်ဒီကောင်ကစကိနီရီကို述べဒီအကြောင်းပြချက်ကိုရေးမယ်ပြီးရင်あとにその結果を述べる言う方ရှေ့အကြောင်းရဲ့ရှေ့စာကြောင်းရဲ့နောက်မှာတော့ရလက်ကိုရေးခြင်းတဲ့အခါမှာဒီစလုံးတွေကိုသုံးပါတယ်ပြီးတော့ဒီကောင်က前に述べたことに対して反対のことからを続けて述べる言う方ဒါကဘာလဲဆိုရှေ့အကြောင်းအရာတွေကိုစန့်ကျင်တဲ့နေရာမှာဒီအသုံးဆက်လက်ပြီးတော့အသုံးပြုတဲ့နေရာမှာသုံးတဲ့စကားလုံးတွေဖြစ်ပါတယ်それからは前の文内容を対する話での意見や判断などを述べる言い方ဒီရှေ့စာအကြောင်းထဲမှာပါတဲ့အကြောင်းအရာတွေနဲ့အဲ့ဒါတွေအတွက်အခြားတစ်ဖက်သားစကားပြောတဲ့လူရဲ့အမြင်တွေဒီဟန်တိုင်းဆိုတာဆန့်ကျင်တာမျိုးတွေကိုရေးရစာကြောင်းဖြစ်ပါတယ်အဲ့မှာဒီမှာရေးတာ really ရှိရပါတော့昼は働きましたそして夜勉強しましたနေ့လယ်မှာနေ့ခင်းမှာလှုပ်တယ်ပြီးတော့ကြတော့ညဘက်မှာစာလုပ်တယ်ပေါ့နော်နံပါတ်2လိုရကြတော့午前は、歯医者に行ったそれから午後は目の病院に行ったဒါဆိုလို့ရှိရင်မနက်ပိုင်းမှာသွားဆရာဝန်သွားဆေးခန်းကိုသွားပြီးတော့အဲ့ဒီပြီးတော့ဆိုရခါရဆိုအဲ့ဒါပြီးတော့ဆိုကိုညနေပိုင်းမှာတဲ့မျက်လုံးဆေးခန်းကိုသွားခဲ့တယ်တဲ့ပြီးတော့စံပန်ပါလဲဆို今日はよく綺麗ます晴れていますねဒီနေ့ကအရန်တာရနေတာတဲ့それに風もないので公園で昼ご飯を食べませんかってဒါဒီနေ့နေတဲ့အတွက်ကြောင့်မလို့အဲ့ဒါအတွက်ကြောင့်မလို့ဆိုရနေဆိုအဲ့ဒါအတွက်ကြောင့်မ風もないのでလေထဲမတိုက်ဘူးတဲ့ဒါကြောင့်ပန်းချံမှာနေ့လေထမင်းစားကြမလားတဲ့ပြီးတော့ဒီကစားကြတော့ဒီမှာ ready ရပါလဲဆို財布を家に忘れましたပစံအိမ်မှာကျန်ခဲ့တယ်ဒါကြောင့်မလို့တဲ့ဘတ်စ်に乗らないんで歩きますဒါကြောင့်မလို့ဒီကားမစီဘဲနဲ့လမ်းလျှောက်ပြီးသွားမယ်နံပါတ်2လိုရကြတော့昨日看過をしたမနေ့ရန်ဖြစ်ခဲ့တယ်ဆိုရတဲ့အဲ့ဒါကြောင့်မလို့会いたくないမတွေ့ချင်ဘူးreason今日は台風で会社に来られない人がたくさんいましたဒီနေ့ဒီတိုက်ဖူးဆိုမုံတိုင်းလာတဲ့အတွက်ကြောင့်မလို့တော်တော်များများကုမ္ပဏီကိုမလာနိုင်ခဲ့ဘူးပေါ့နော်そのためအဲ့ဒီအတွက်ကြောင့်မလို့တဲ့今日の会議は朝に変わりましたအဲ့တော့ကြောင့်မလို့ဒီနေ့စီဝေးကမနေ့ပြန်ပြောင်းလိုက်ပါပြီတဲ့ပြီးတော့ဒီကောင်ချစ်ဒီ ready ကြည့်အောင်ဒဲမို့けれども何がしかしဆိုတဲ့စကားစလေးပေါ့トレインは腐ってでも美味しいですဒီဒိုရီယန်ဩဇောကအစားစရာနာမည်ပေါ့နော်腐ですでも美味しいですနန်တော့နန်ဒါပေမဲ့လို့ကောင်းတယ်あの人は頭がいいが予定を忘れやすい
ဒီလူကအုံတော့ကောင်းပြီမဲ့လို့ကအုံတော့ကောင်းပြီမဲ့လို့ရော်တဲ့ဆိုအစီအစဉ်တွေဆွဲရစီအစီအစဉ်တွေကိုမေ့လွယ်တယ်ပေါ့နော်ပြီးတော့ကိုကိုနီဟိုက်တေဝိုက်ခဲနိုင်ဒီမှာဝင်လို့မရဘူးရှိခါရှိတို့ပဲမဲ့လို့တို့ကဒါပေမဲ့လို့ဆိုလဲပိုက်တာလည်းဘာသာပြန်လို့ရတယ်ရှိခါရှိတို့ပဲမဲ့လို့ဒါပေမဲ့လို့တို့ကအိုက်တယ်မတ်ဒီတကားပွင့်နေတယ်ပေါ့နော်ပြီးတော့ဒီကောင်နေရဒီမှာသူရဲရဒီမှာရေးထားတယ်နီမောစုကအိုမုတ်တေတိုင်းန်ဒစ်အပစ္စည်းတွေကလေးလံပြီးပြင်ပန်းနေတဲ့ဆိုရနာဒါဆိုလို့ရှိရင်တက်ကုရှိကိုစကိုင်းမရှော့ဒါဆိုလို့ရှိရင်တက်စီသုံးပြကြရအောင်လေဖူကုရှူ5ပေါ့ဒီကောင်အချိပန်ဖတ်ကြည့်မယ်誕生日に母から帽子を父から時計をもらいましたそしてဒီနေရာမှာတို့ပဲမဲ့လို့ဆိုတယ်ပဲနော်ဆိုしてဆိုပြီးတော့ဆိုတယ်ပေါ့နော်ဒီနေရာမှာပြီးတော့ဆိုနေမှာစကလုံးကဆက်ပြီးထည့်ပြရမှာဒီမွေးနေ့မှာအမေရှိရနေပြီးဘိုးရှိရအဖေရှိရနေပြီးနိုင်ရပြီးတော့ဆိုဒီစကလုံးကဆက်လိုက်ရမှာဒီမှာတင့်တော်ဆုံးကတော့အနေခရဟန်ဂချီမိုရိုင်မစတာဒီစလုံးမှာဆက်လို့ရဒီထဲမှာဆိုလို့ရှင်နော်ဆိုしてဆိုတယ်မှာသူကnegative မလာတော့ဘောနော်ဆိုしてတော့မှာပြည့်ဒီကောင်အဲ့ဒီစာကြောင်းမှာဒီနောက်တစ်ကြောင်းကပါလဲဆိုတန်ကြမနီဟာကရဘောရှိတချီချီခရဒုခေယမိုရိုင်မစတာဒေမိုဒါဘီမဲဆိုတယ်မှာဒီနောက်မှာနည်းနည်းnegative ဆန်နေရလေးပေါ့မကောင်းမြင်နေရလေးထည့်ရမှာပေါ့နော်ဆိုတော့ဒေမိုဒါဘီမဲဆိုဒီမှာ兄から何ももらえませんでしたဒီစာကြောင်းလေးတင်တော့ပါတယ်3番朝早い時間に新幹線に乗らなければいけませんဆိုတာမနေ့ပြန်မနေ့စောစောရတာမစီးဖြစ်စီးကိုစီးရမယ်မစီးလို့မရဘူးဆိုဆုံးလုံးတတ်မယ်အဲ့ဒီအတွက်ကြောင့်မလို့朝ဘာဖြစ်မလဲ朝早く起きます朝早く家から出ます。カバン2つ持ってきます。遅く起きます。နောက်ကြမှာထားမယ်တဲ့ဒီကောင်စောစောအရင်ထွက်မယ်ဒီမှာတင်တော်ဆုံးစောစောအရင်ထွက်မယ်ဆိုတော့တင်တော်ဆုံးနော်ဒီမှာじゃ学生好きな授業で必要なのに住所を忘れてしまいましたနောက်ဒီစတဲ့သင်ခန်းစာမှာလိုအပ်တဲ့အရာပေါ့နော်လိုအပ်တဲ့ဒီကျူးလျှော့ဒီဘာသာပြန်တဲ့ဟာလေးပေါ့မိတ်သွားခဲ့တယ်တဲ့ကကုစေနံပါတ်2ကကုစေကနေပြီးပါဆိုရနာရာဒါဆိုရင်ဖြန့်ဆွဲတယ်ပဲအဲ့နာမှာတင်တဲ့စပုံးထည့်ပြီးဝတရှိဝကျိုဝအမို့ဂျူကျိုကအာရီမဆန်ခါဒီနေရာမှာကသူကဒီနေ့စီဝေကမရှိဘူးတဲ့ဒါကြောင့်မလို့ဒီမှာဘာဖြစ်မလဲဆိုရင်တင်တော်ကတော့ဝတရှိနော်ဂျူရှောကိုစကတ်ကဒါဆိုင်အဲဆိုလို့ရှင်တင်တော်ဆုံးဖြစ်ပါမှာဒါတော့ challenge ကြီးတော့ဒီစာအုပ်ကမဖတ်ခိုင်းဘူးကိုပြကန်တာခဲ့တဲ့အမိတက်တာဆိုင်တဲ့ယောမီမဆန်その後シスムに答えくださいတဲ့ဒါအမှလည်းကျွန်တော်ဖတ်ကြည့်ပါမယ်今はお店に行って買い物買う人だけではなくインターネットで買い物をする人もたくさんいますအခုခါမှာဆိုင်သွားပြီးဈေးသွားဝယ်တဲ့လူတွေအပြင်ကိုမှအင်တာနက်ကနေပြီးတော့ဈေးဝယ်တဲ့သူတွေကများပြားလာပါတယ်နော်たくさんいますအများကြီးရှိပါတယ်どうしてたくさんの人がインターネットを利用するようになったのでしょうかဘာကြောင့်အင်တာနက်ကအသုံးပြုတဲ့လူတွေများပြားလာပါသလဲまずインターネットでは欲しいものを検索することができますအရင်ဆုံးဒီအင်တာနက်ကဈေးဝယ်မယ်ဆို欲しいものပစ္စည်းလိုချင်တဲ့ပစ္စည်းတွေကို検索ဆိုရှာဖွေလို့ရတယ်ရှာဖွေနိုင်တယ်お店に行く場合はそこには欲しいものがあるかわかりません
ဆိုင်အောင်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီဆိုင်မှာအဲ့ဒီပစ္စည်းရရှိမလားမရှိဘူးဆိုတာမသိဘူးပေါ့နော်ပြီးတော့ဥမာပေါ့နော်黄色いシャツが欲しいと思って買いに行ってもお店には青いや白いのシャツがあっても黄色いはないかもしれませんまあအဲ့ဒီအဝါရောင်လိုချင်တယ်ဆိုပြီးဆိုင်အောင်တော့ဝယ်တယ်ဆိုတဲ့အချိန်မှာတော့မှလည်းဆိုင်မှာအပြာတို့အဖြူတို့ကရှိရင်တော့မှလည်းဒီအဝါရောင်ကိုလိုချင်တဲ့ဟာကမရှိတာလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့インターネットでは黄色いシャツと入力して黄色いシャツを探すことができますインターネットမှာဆိုလို့ရှိရင်အဝါရောင်ရှက်ဆိုအဝါရောင်အင်ဆိုအဝါရောင်အင်လို့ရိုက်ရှာလိုက်လို့ရှိရင်ဒီကောင်အဝါရောင်အင်လေးကရှာဖွေနိုင်တယ်ပေါ့နော်အဝါရောင်ရှိမရှိရှာဖွေလို့ရနိုင်တယ်ပေါ့それから買ったものを家まで届けてくれませんဒီကောင်ကဝယ်တဲ့ပစ္စည်းတွေအိမ်ရောက်ပို့ဆောင်မှုပေးရပေါ့နော်お店に買い物に行くと自分で荷物を持たなければならないのであんまりたくさん買えませんဒါဆိုင်မှာတော့မယ်ဆိုလို့ရှင်ကိုယ်ဝယ်ပစ္စည်းကိုယ်ကယူလာရမှာပေါ့နော်ဒါကြောင့်မလို့အများကြီးမဝယ်ဘူးပေါ့နော်あんまりပေါ့နော်あんまりたくさん買いませんတိတ်ပြီးအများကြီးမဝယ်ကြဘူးတဲ့もちろんインターネットでは荷物を触ることはできませんがそれよりも便利な点の方が多いと思いますတေချာပါတယ်အင်တာနက်မှာဝယ်မယ်ဆိုလို့ရှိရင်ဒီကောင်ကင်ကြည့်လို့မရဘူးကင်ကြည့်လို့မရပြီမဲ့လို့အဲ့ဒီတက်ပို့ပြီးတော့အဆင်ပြေတဲ့ဒီdance လို့ဆိုတန်ဟိုကအိုးဆိုကအဆင်ပြေတဲ့အရာတွေကပုံများတယ်ပေါ့နော်ဒါကဒီဆောင်ပိုင်းလေးပါအဲ့တော့ဒီအောက်မှာကဇာလေးကိုသူကဆက်ပြီးရေးပြရမှာနော်ဒီမှာဒီခြေရလေးဖတ်ပြီးအောင်အဲ့လေးကကောက်သူထွန်းကြည့်ပါဒါလေးကတော့ဒီနံပါတ်2いろいろな文章ဆိုကအမျိုးမျိုးသောဒီစာပိုက်တွေဆိုတဲ့ပဲဒီဒေသဆိုအန်နိုင်ပေါ့နော်အန်နိုင်ဆိုတာဒီပေါ်ပြချက်ပြောရမလားညွှန်ပြချက်ပေါ့တန်းချောင်းနေနေပြောလာတဲ့ဟန်ကာကီမှာပါတဲ့စာအီလေးပေါ့ဒါလေးက第3回留学生進学フォアဆိုတာဒီကောင်က3ချိန်မြောက်ကျောင်းသားအသစ်ဝန်ပွဲပေါ့နော်ကျောင်းသားအသစ်ဝန်ပွဲဆိုတဲ့ပေါ့進学フォアဆိုတာဒီကောင်ကအချိန်နေ့ရက်ဒီကောင်ကအချိန်နေဒီကောင်ကခိုင်ကျော်ဆိုတာအဲ့ဒီပြုလုပ်မဲ့နေရပေါ့နော်ဒီကောင်တဲရင်ဆိုတာတတ်မှတ်ထားလူကြီးဒီကောင်တိုက်လျှော့ဆိုတာဘာလို့တိုက်လျှော့လုံးမှာလဲဆိုဘာတွေအတွက်လုံးမှာလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်入学留学している学生ဒီ入学留学しているဒီဂျပန်ကျောင်းမှာဂျပန်စာသင်နေတဲ့ကျောင်းသားတွေအတွက်ပေါ့နော်学生တွေအတွက်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘယ်သူအတွက်လဲဆိုတဲ့အဓိပ္ပာယ်တိုက်လျှော့ဆိုတာနိုင်ရောဆိုတာဒီမှာဘာတွေပါမလဲပေါ့နော်နိုင်ရောအဲ့ဒီမှာပါတဲ့ချက်လက်တွေကပါလဲဆို専門学校大学の担当者が入学試験場情報や学校の説明しますဒါပါလဲဆို専門学校ပေါ့နော်専門学校ဆိုတာသူတက္ကသိုလ်တွေပေါ့နော်大学တက္ကသိုလ်တွေတန်တိုးရှာဆိုအဲ့ဒီမှာတာဝန်ယူထားတဲ့လူတွေကနေပြီးတော့ဒီကျောင်းဝင်ပွဲဆောင်ပွဲနဲ့ပတ်သက်တဲ့အချက်လက်တွေရပြီးတော့ဒီကျောင်းရဲ့အကြောင်းတွေကိုရှင်းပြမှာပေါ့နော်ဆက်ဆွေးနွေးရှိမှာအဲ့ဒါကိုသူကနိုင်ရောလို့ခေါ်တာနော်ဘာလို့လုံးမှာလဲဆိုတဲ့အဓိပ္ပာယ်တို့ရဝါစေဆိုတာမိုရှိခိုမီဒါမေးမြန်းကျင်တာပဲရှိဆက်သွယ်ကျင်တာပဲဖြစ်ဖြစ်ရှောက်လို့ကျင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါမိုရှိခိုမီဆို留学生進学委員会ဒါက入学生နဲ့ပတ်သက်တဲ့သူတို့ဒီဌာနပေါ့နော်委員会တို့ဌာနဒီသူတို့အမှန်လိပ်စာတွေဒီမှာဖုန်းနံပါတ်တွေပါတယ်ပေါ့နော်ဒါလေးမကင်ဒီကခိုးတော့ပါလေးချက်ထားမှာပေါ့နော်အချိန်နေ့ရက်တွေအချိန်တွေပါပဲနေ့ရက်တွေပြီးတော့ဒီကောင်ဒီခိုင်ကျော်ကြီးကန်ဒီဖုန်းမဲ့အဲ့ဒီအခမ်းအနားဖုန်းမဲ့
နေရာရဲ့ဖွင့်မဲ့နေရာတွေအဲ့ဒီအချိန်စားမဲ့နေရာတွေခိုင်ရှိချကန်စားမဲ့အချိန်တွေရှူရီယိုချကန်ပြီးဆုံးမဲ့အချိန်တွေပြီးတော့ခိုင်ကျော်စီယိုကမှမီတင်ခမ်းမတွေဘာရှောအဲ့ဒီနေရာတွေကျူရှောလိပ်စာတွေပြီးတော့ရောခင်ကုန်ကြစိတ်တွေဟီယိုဆိုလဲကုန်ကြစိတ်တွေပါပဲစန်ကာဟီဆိုကလည်းဒီ join မဲ့လူတွေပါဝင်မဲ့လူတွေကုန်ကြစိတ်ခန်းလန်းရောဆိုကြည့်ရှုသူတွေကုန်ကြစိတ်တေးရင်ဆိုတာတမတိုင်လူကြီးနင်းစုဆိုလဲဒါလူကြီးတော့ပါပဲကျကုစကီတခုံချင်းစီဆိုတဲ့ပဲပါတိုင်းရှောဒါကဘသူရဲ့အတွက်ဆိုတဲ့ပဲပေါ့နော်ဖော်ဆိုတဲ့ပဲပါ target ထိုင်းနေအောင်ပြောရတယ်နိုင်ရောဘာဝင်နေဟာတွေဘာဝင်မဲ့အရာတွေတွေ့ရစမရှိကုန်ပြီဒါရဆုံးစမ်းမိမြန်ဌာနရှောင်းလို့တဲ့နေရာရောရခုလို့တဲ့နေရာလန်နာကုစကိဆိုရမယ်တောင်းပန်ကောတာမေဘာညပါမိညာမိဒီကမိနေပေါ့နော်ဒီယာမလာဆန်စီရနေပြောယာမလာဆန်စီချူပေါ့နော်ဒါနိုင်ငံသားပါお久しぶりですね。お元気でいらっしゃいますか。どうやっちゃうの2個前らで。今、仕事で国に帰ってから1年が経ちました。あのね、နိုင်ငံをပြန်သွားတဲ့တောင်ကြသွားပြီတဲ့။日本を離れる時はとても悲しかったですが、来月からまだ東京支社に勤めることになりました。ဂျပန်ကနေပြီးခွဲခွာပြီးတော့ခွဲခါတော့လို့ဆိုရင်စာပရှိမှာအထီးကျန်နေပေါ့အထီးကျန်ခဲ့တယ်တို့ပြင်လို့ဒီမှာနောက်လာနေစပြီးတော့ဒီတိုကျိုမှာရှိတဲ့ရှီရှာဆိုကကုမ္ပဏီလက်ခွဲမှာစတိုမဲကိုတိုနေနာရီမှာရှာအလုံးဝရမှာဖြစ်ပါတယ်ဟီကိုရှိတဲ့落ち着いたら先生のところに伺いたいと思っております。ဒါအိမ်ပြောင်းရွှေ့ပညာလုပ်ပြီးစိတ်နည်းနည်းစိတ်လေးဖြစ်သွားပြီဆိုလို့ရှိရင်စမ်းစစ်ရှိကိုလာပါမယ်先生が、最後の授業でお話になったアジアの経済の問題についてよく考えます。まだお話をお聞かせてください。ဒီဆီယာမနဲ့ဒီနောက်ဆုံးဂျုကျော်စာတင်ချိန်မှာပေါ့နော်စာတင်ဒီတင်တာပို့ချချက်အခါမှာဒီအာဆီယံနဲ့ပတ်သက်တဲ့အာဆီယံစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီပြောဆိုရင်တော်တော်များများစဉ်းစားခဲ့ကြတယ်ပေါ့နော်အဲ့ဒီဟာတွေကိုထပ်ပြီးတော့နားထောင်ကြမှာကြည့်ရတယ်တိုကျိုに着きましたら連絡いたします。တိုကျိုရောက်လို့ရှိရင်ဆက်သွယ်လိုက်ပါမယ်တဲ့ဒါဒိတ်ဒါသူ့နာမည်ပေါ့နော်